ရှင်အာနန္ဒမထေရမြတ်တရားထုတ်ချင်ပါတယ်ဆိုလို့မြတ်စွာဘုရားကမျက်စိနာနာလျာကိုယ်စိတ်လို့ဆိုတဲ့ဓာရ6ပါးမှာထင်ရှားဖြစ်ပေါ်လာတဲ့အာယုံ6ပါးထိုအာယုံ6ပါးနဲ့ဆက်သက်ပြီးတော့ဖြစ်လာတဲ့စိတ်6မျိုးထိုစိတ်6မျိုးနဲ့အတူတကွပေါ်လာတဲ့ဖတ်တာ6မျိုးဖတ်တာ6မျိုးနဲ့အတူတကွပေါ်လာတဲ့ဝေဒနာ6မျိုးအဲ့ဒါတွေကိုရှုမှတ်ပွားများပါလို့မြတ်စွာဘုရားကဟောတယ်အဲ့ဒါလို့ရှုမှတ်ပွားများလိုက်တဲ့အခါမှာဒီတရားတွေဟာကြည့်လိုက်မယ်ဆိုရင်ငါလို့တွေ့တာစရာလည်းတစ်ခုမှမရှိဘူးငါဟာလို့တွေ့တာစရာလည်းတစ်ခုမှမရှိဘူးအဲ့ဒါလို့မြင်လိုက်တာနဲ့တပြိုင်နက်ခန္ဓာကိုယ်မှာရှိသမျှတွေကဒါပဲလေအဲ့ဒီထဲမှာဆွဲလန်းစရာတစ်ခုမှမရှိသည့်အတွက်ကြောင့်ဒီတဘာဝတရားတွေဟာစိတ်ပြည့်ငြင်းငွေ့စရာတွေဖြစ်လာတယ်တဲ့ဝိပဿနာဉာဏ်မြင်လာတဲ့အခါစိတ်ပြည့်ငြင်းငွေ့တယ်ဆိုတာတွေ့တာစရာလုံးဝမရှိဘူးတွေ့တာစရာမရှိတော့သည့်အတွက်ကြောင့်တွေ့တာမှုဟာကင်းပြတ်သွားတယ်ကင်းပြတ်သွားတာနဲ့တပြိုင်နက်ကိလေသာဆိုတဲ့အညစ်အကြေးတွေကလုံးဝလွတ်သွားတယ်အဲ့ဒီကြတော့ဒါလွတ်မြောက်တဲ့စိတ်လို့ခေါ်တယ်တွေ့တာမှုတွေကနေလုံးဝလွတ်မြောက်သွားတယ်အဲ့ဒါလို့လွတ်မြောက်သွားတာနဲ့တပြိုင်နက်နောက်ဆုံးမှာမဲ့အစင်းစင်းဖိုးအစင်းစင်းရပြီးတော့ကိလေသာအာသောတွေကလုံးဝလွတ်မြောက်သွားတယ်ဘယ်တော့မှလာမတွေ့တော့ဘူးတဏှာဆိုတာမလာတော့ဘူးဒိဋ္ဌိဆိုတာမလာတော့ဘူးမာနဆိုတာမလာတော့ဘူးဘယ်ကိလေသာမှမလာတော့လို့ရှိရင်စိတ်ကလေးဟာလုံးဝလွတ်မြောက်သွားတဲ့စိတ်ကလေးဖြစ်သွားအဲ့ဒါလို့လုံးဝလွတ်မြောက်သွားတဲ့စိတ်ကလေးကိုရပြီလို့ဆိုလိုက်တာနဲ့တပြိုင်နက်အဲ့ဒီပုဂ္ဂိုလ်ဟာသူ့ကိုယ်သူရှင်းရှင်းကြီးမြင်လာတယ်တဲ့ဘယ်လိုမြင်တော့ဆိုရင်နောက်ထပ်ငါဖြစ်เสียဆိုတာဘာမှမရှိတော့ဘူးနောက်ထပ်ငါမဖြစ်တော့ဘူးလှုပ်ရှားရှိတာတွေငါလှုပ်ပြီးပြီမြတ်သောအကျင့်ကိုပြည့်ပြည့်ဝဝကျင့်ပြီးပြီနောက်ထပ်ကျင့်เสียကုန်ပြီလမ်းဆုံးပြီဆိုပါစို့ခရီးသွားတဲ့လူတယောက်ဟာခရီးလမ်းဆုံးရောက်သွားလို့ရှိရင်အေးနောက်ထပ်သွားเสียမရှိဘူးလို့သိတယ်မဟုတ်လားဩဒါလမ်းဆုံးပြီလို့သိတယ်လို့ပဲတရားဓမ္မကျင့်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲဒါလမ်းဆုံးပြီလို့ဆိုတာသိတာပဲလွတ်မြောက်ပြီးတဲ့အခါမှာထိုစိတ်ကလေးရဲ့အဆုံးစွန်ကိုရောက်သွားတဲ့အခါငါဟာဒါလမ်းဆုံးပြီလို့သူ့ကိုယ်သူဆင်ញင်သိနိုင်တယ်လို့မြတ်စွာဘုရားကရှင်အာနန္ဒာအတွက်ဒီဝိပဿနာကျင့်စဉ်တစ်ခုကိုဟောလိုက်